ချင်းပြပေးပါတော့တိုင်ဝမ်ကြီးတဲ့သူဦးရဲဝင်းတို့အားအခုနေနေဘယ်လိုလဲကျွန်တော်တို့ရားနေရတော့တဲ့အနိုင်ဖို့ကျွန်တော်အနိုင်ယူလိုက်တာပါအဲ့မဲ့ဒါမပေးလို့တော့ဟိုရလက်အခုချိန်မှာအရင်ကောင်းနေရဆိုတော့လေအရင်လိုပြောမလဲဟိုပဲ့လို့လည်းမရဘူးဒီကအမပေးတော့ရှိသွားတာကျွန်တော်တပွဲနဲ့တပွဲအကောင်းဆုံးပြင်ဆင်ပြီးအမားနဲ့အောင်ကြရပါမှာဒီနေ့အတင်းကြီးတော့ဒီလိုပဲရလက်တော့ရတယ်တော့ကျွန်တော်ထင်တာပြင်ရမှာပြောပါတယ်ကျွန်တော်ခံစစ်ကိုအကောင်းဆုံးနောက်လာမယ့်ပွဲတွေအကောင်းဆုံးပြင်ဆင်ပါဗျာဟုတ်ပွဲရသေးရဆိုတော့ကျွန်တော်တို့နောက်ပွဲတွေအများကြီးပြင်ဆင်အောင်ခြေစွမ်းကြပါစီကလည်းလီကွန်ဆိုတာလည်းကိုလေးကောင်းတဲ့ပလေယာတွေအများကြီးပဲဆိုတော့ကျွန်တော်အများကြီးအလုံးလုံးမရအလုံးလုံးမှပဲကျွန်တော်တို့လိုချင်တဲ့မှတ်ကိုပြန်ရပြောတယ်ကျွန်တော်တမ်းမရှင်းအောင်အကောင်းဆုံးကစားမှဖြစ်မယ်